ဘောလုံးကွင်းပေါ်ကကစားသမားကောင်းတစ်ယောက် Ivory Coast ရဲ့ကွန်မြူစရာတားကောင်းသူ့နာမည်ကဒီဒီယာဒရောပါပါသူဟာလမ်းဘေးဘောလုံးကွင်းကနေစတင်ခဲ့ပြီးတစ်ချိန်မှာကဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးသူ့ရဲ့အရေးချင်းတွေကိုပြသခဲ့ပြီးနောက်2004မှာတော့ Chelsea ကိုရောက်လာပြီးသမိုင်းတစ်ကိုရေးထိုးခဲ့ပါတယ်သူ့ရဲ့အားပြင်းဆုံးကန်ချက်တွေခေါင်းတိုက်ချက်တွေနဲ့ဘောလုံးကိုဖတ်တွေ့ထားတဲ့ပုံစံတွေကပြိုင်ဖက်တွေအတွက်အိမ်မဆိုးတစ်ခုလိုပါပဲ Chelsea အတွက်ဖလားပေါင်းများစွာစုခုပေးနိုင်ခဲ့တဲ့စစ်တယ်တော့ပါဒါပေမဲ့သူ့ရဲ့အထူးခြားဆုံးအချိန်ကတော့2010 Champion League Final ပွဲပဲဖြစ်ပါတယ်ရှုံးလူနီးပါအချိန်မှာခေါင်းတိုက်ကိုနဲ့ခြေပတ်ခဲ့ပြီးပွဲကိုပက်နယ်တီအထိဆွဲခေါ်သွားခဲ့ပါတယ်ပြီးတော့နောက်ဆုံးပက်နယ်တီကိုအမှားအယွင်းမရှိကန်သွင်းပြီး Chelsea ရဲ့တမိုင်းမှာပထမဆုံးအချိန် Champion League ဖလားကိုရယူပေးခဲ့ပါတယ်သူဟာဘောလုံးကွင်းထဲတင်မကားပဲသူ့နိုင်ငံအတွက်လူမှုရေးလုပ်ငန်းတွေမှာလည်းစံပြတစ်ယောက်ပါသူဟာ Ivory Coast ရဲ့ငင်းချမ်းရေးတန်တမန်တစ်ယောက်လည်းဖြစ်ပါတယ်ဒီဒီယာဒရောဘကဒန်ဒါအီဆိုတာမွေးဖွားလာတာမဟုတ်ပါဘူးဖန်တီးယူရတာဆိုတဲ့စကားကိုသက်သေပြခဲ့သူပါသူ့ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးနောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲကိုမန်မှာပြောသွားခဲ့ပါအောင်